မဟာပဋ္ဌာန်းရောင်ကြီးတော်ဖွင့်ဘုရားပင်ဂါထာတော်နီလာနီလာနေသရန္တိပိတာပိတာသရန္တိယောလောဟိတာလောဟိတာသာဘာဩဓာတောဓာတရန္တိယောဓမ္မာဓမ္မာသမေဇိထာပပ္ပတန္တိပပ္ပတရာဧဝံသဗ္ဗနာရန္တိတောထာတုမေဘဂဝါတိရေပဌာနံနည်းနည်းထူးဆန်းပဋ္ဌာန်းကျမ်းကိုဓမ္မတန္တတအနုလုံပဋိလုံအစုံအစံအဖန်ဖန်ဆင်ញင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်၏နီလာဆန်တော်မုတ်စိတ်တော်မြဝင်းတော်တကိုစိန်ညိုသောအယဌာနမှာနီလာကြာညိုခွာညိုယရနာအညိုကဲ့သို့စိမ့်တဆူဆူမြာသားလိုဖြင့်ညိုမောင်သောရောင်ကြီးတော်တို့သည်နေသရန္တိနေထောင်လထောင်မြမာနတ်အယောင်ယတနာနဝရအယောင်တို့ကိုထိတ်ခေါင်ကလွှမ်းမိုး၍ဖြိုးဖြိုးကြွကြွအံ့ဩပွဲလျင်အစမ်းတရေကွန်မြူတော်မူကြလေကုန်၏ပိဒါစာတင်ကြီးရွှေလျောတင်ကြီးရွှေလှောအရေတော်မှလည်းပိဒါမဟာလီကရွှေဆံကားနှင့်ရွှေသားရွှေရီထင်ကြီးတလင်းပပဝင်းကုန်သောရန္တိယောဝါရောင်ဝင်းလျက်ရွှေသောရောင်ကြီးတော်တို့သည်နေသရန္တိနေထောင်လထောင်မြမအယောင်ယရနာနဝရအယောင်တို့ကိုထိတ်ခေါင်ကလွှမ်းမိုး၍ဖြိုးဖြိုးကြွကြွအံ့ဩပွေလျင်အစမ်းတရေကွန်မြူတော်မူကြလေကုန်၏လောဟိတာအာရောရှာတော်နှခမ်းတော်တို့နှင့်အာတော်ရှာတော်နှခမ်းတော်တို့နှင့်ခြေတော်ဘဝလက်ဘဝစာသောကိုယ်တော်အစိတ်စိတ်တို့မှလောဟိတာခေါင်ရန်နှင်းစီကဗလာနီနှင့်ဂျေနီအလားဗရမယအစင်ရှိကုန်သောငါးပါးနီရောင်ဝင်းလျက်နေသောရောင်ကြီးတော်တို့သည်နေသရန္တိနေထောင်လထောင်မြမအယောင်ယရနာနဝရအယောင်တို့ကိုထိတ်ခေါင်ကလွှမ်းမိုး၍ဖြိုးဖြိုးကြွကြွအံ့ဩပွေလျင်အစမ်းတရေကွန်မြူတော်မူကြလေကုန်၏ဩဓာတာဆွဲတော်သွားတော်မျက်ဖြူတော်အစုံအုံနှလုံးမွေးရှင်တော်ဓမ္မာဩဓာတရန္တိယောသဘဲကြယိုဇွန်ပန်းကုန်းနှင့်ငွေတုံးပေါ်ဆိုင်စိန်ပန်းကိုင်အတူဝလဲတော်ပွဲပြူနှင့်ကြာပြူပန်းအသွေးကဲ့သို့ဖြူစင်ဖြူဖွေးစင်ကြဲသောနေအောင်ဤတို့သည်နေသရန္တိနေထောင်လထမြမာနတ်ယောင်ယရနာနဝရတို့ကိုထိတ်ခေါင်လွှမ်းမိုး၍ဖြူဖြူကြွကြွအံ့ဩပွေလျင်အစမ်းတရေကွန်မြူတော်မူကြလေကုန်၏ဓမ္မာဓမ္မာအထဆန်ဖျားတော်တလျှောက်မှအောက်ခြေပေါ်တော်တကိုထိုးကိုတော်အစိတ်စိတ်မှာမေဇိထာသာခယံသွေးအယောင်မယံသွေးအယောင်တဝေဝေတပြောင်ပြောင်တပေယောင်အစင်းကဲ့သို့ထိန်ဝင်းညိုမောင်းသောရောင်ကြီးတော်တို့သည်လည်းကောင်းပပတရာသာနမီအယောင်လျက်စီးအယောင်ယရနာမျိုးစုံအယောင်ကြာမျိုးစုံအယောင်ထိန်ပြောင်ဝင်းလက်ကြက်ရှာပြန်စိန်ယောင်ထွက်တကဲ့သို့ရိုးရိုးရရပြိုးပြိုးပြက်ပြက်သောရောင်ကြီးတော်တို့သည်၎င်းပပတန္တိနေထောင်လထောင်မြမာနတ်အယောင်ယရနာနဝရအယောင်တို့ကိုထိတ်ခေါင်ကလွှမ်းမိုး၍ဖြိုးဖြိုးကြွကြွအံ့ဩပွေလျင်အစမ်းတရေကွင်မြူတော်မူကြလေကုန်၏ဧဝံဤရောင်ကြီးတော်၆သွဲဂုံတော်ထူးကိုချီကျူးဖွင့်ဆိုခဲ့သည့်အတိုင်းသဗ္ဗနံရန္တိအညိုတဖျားအဝါတလီအနီတဆူအဖြူတကြောင်အမောင်းတစ်ချက်ပြိုးပြက်ငွား6ပါးရောင်ဆိုင်အပြိုင်ပြိုင်ကိုစိုးပိုင်ရရှိတော်မူဝေထသောဘဂဝါဖုံးတော်တရဖူဆောင်တော်မူ၍အောင်သူညွယုံအထွတ်ဆုံးလည်းဖြစ်တော်မူဝေထသောတောထိုသုံးလောကညွတ်ဖူးနိဗ္ဗာန်မှုဖြစ်တော်မူပေသောရှင်တော်မြတ်ဗျာသည်မေပဋ္ဌာန်းပစ္စည်းဆက်သွယ်နည်းဖြင့်ဖွဲ့စည်းကလပ်ယုံနံဓာတ်ကိုဆွဲမေပဋ္ဌာန်းပစ္စည်းဆက်သွယ်နည်းဖြင့်ဖွဲ့စည်းကလပ်ယုံနံဓာတ်ကိုဆွဲမှတ်သမုတ်ကျွန်ုပ်၏တိရေ
စံပင်ကနိုင်ပန်းမြိုင်တော်ညိုစိမ့်စုံတွင်နောင်ဥကောင်းတွင်ခေါ်တောင်ထောပေါ်၌ထာဒူပဋ္ဌာန်းညံသွားဇံကစားလျက်တဏ္ဏကိန်းဝတ်တော်မူလဲပါသုံးလောကကေရှောင်းခြေဖုံးတော်ခေါင်ကိုတော်မြတ်ကြီးဖရာသာဓုသာဓုသာဓု